အားလုံးပဲမင်္ဂလာပါဗျကျွန်တော်တို့ဗုဒ္ဓဘာသာတွေအားလုံးလိုလိုကတရားရကျင်ကြပါတယ်ပြီးတော့တရားကိုလည်းနားလည်ပြီးတော့သိကျင်ကြတယ်ဒါကြောင့်လည်းတချို့တွေကတရားရှာနေကြတယ်ကိုယ်တိုင်တကယ်ကိုသွားကျင့်ကြံနေကြတယ်ဆရာတော်ကြီးတွေကလည်းဒီတရားတွေကိုလူတွေသိအောင်လို့ဟောပြောနေတယ်နေ့တိုင်းလိုလိုဆိုတော့ကျွန်တော်တို့ဒီတရားတွေကိုရှာနေတယ်ကျွန်တော်တို့ဘယ်လိုရှာရမလဲဘယ်လိုစဉ်းစားရမလဲဘယ်လိုတွေးရင်ကောင်းမလဲအဲ့ဒီအကြောင်းကိုကျွန်တော်ဒီနေ့ဆွေးနွေးပြောပြချင်ပါတယ်ဆိုတော့ကျွန်တော်တို့တရားရှာပြီဆိုရင်ကျွန်တော်တို့ငယ်ငယ်လေးကလည်းကြားနေကြဒီစကားလေးရှိတယ်ဗျတရားရှာကိုမှတွေ့ဆိုတကယ်လည်းကိုမှပဲရှိတယ်ဗျတရားအဲ့ကြတော့ကျွန်တော်တို့ဒီတရားကိုရှာဖို့ကျွန်တော်တို့စိတ်တွေကိုအတွင်းဘက်ကိုပြန်လှည့်ရအောင်ကိုယ်ထဲကိုပြန်ထည့်မှကျွန်တော်တို့စိတ်တွေကအပြင်မှာရွေ့များတယ်ဗျကျွန်တော်တို့တွေးနေတာတွေမြင်နေတာကြားနေတာအကုန်လုံးကစိတ်တွေကအပြင်မှာပဲလွတ်ထားတာများတယ်ဆိုတော့ကျွန်တော်တို့တခြားချိန်တွေမှာလွတ်ထားလိုက်လို့ရပါမယ်တရားရှာတဲ့ခါကျတော့ကိုယ်မှရှာရတဲ့အတွက်ကျွန်တော်တို့စိတ်ကိုကိုယ်ဘက်ကိုပြန်လှည့်ရတာကိုပြန်ကြည့်ရတော့ပြန်ကြည့်တဲ့အခါမှာလည်းကျွန်တော်တို့ဘာနဲ့သုံးသက်ဆင်ခြင်လဲဆိုတော့ဝိပဿနာဉာဏ်နဲ့ကိုပြန်ကြည့်ရတယ်ဆိုတော့ကျွန်တော်တို့ကိုပြန်ကြည့်တဲ့အခါမှာလည်းဒီသမထရှုရင်ကျွန်တော်တို့ကပြည့်ညက်ကိုပဲရှုကြတယ်ဒါကသမထကိုကျင့်တာဒီကနေပြီးတော့ဘာကျိုးကျေးဇူးရလဲဆိုတော့ကျွန်တော်တို့တမာတိတွေရတယ်ရမယ်စိတ်ငြိမ်းချမ်းနေမယ်ဆိုတော့ပထမဇန်ရမယ်ဒုတိယဇန်တတိယဇန်စတုတ္ထဇန်ဒါတွေရလာမယ်နောက်ဆုံးအဆုံးသက်ကတော့အပိဉ္ဉ္တကူတွေရနိုင်တယ်ကျွန်တော်တို့တရားရှာမှုကြတော့အဲ့ဒီတမထကိုကြည့်လို့မရပြန်ဘူးအဲ့ကြတော့ကျွန်တော်တို့ကဝိပဿနာနဲ့ရှုရတာတမထကကျွန်တော်တို့နာမည်တွေပေးထားတဲ့ပြည့်ညက်တွေကိုရှုတာဝိပဿနာကြတော့ကျွန်တော်တို့အဲ့လိုရှုလို့မရဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ကဝိပဿနာကဘာလို့ရှုတာလဲဆိုတော့အမှန်မြင်အောင်ရှုတာဟုတ်အမှန်မြင်အောင်ရှုတဲ့အတွက်ကျွန်တော်တို့တွေနာမည်တွေပေးထားတဲ့ပစ္စည်းတွေကိုရောကျန်တဲ့အရာတွေအကုန်လုံးကိုဒီလူတွေကနာမည်တွေပြန်ပေးထားတာဆိုတော့ဒါတို့ရဲ့ပုံမူရင်းပကတိမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကအမှန်ကိုရှာမှာဆိုတော့ဒီအမှန်တရားကိုရှာဖို့အတွက်ဘာမှရောမထားတဲ့လူတွေဘာမှလှုပ်ထားတာမဟုတ်တဲ့သဘောတရားကိုမြင်အောင်ကြည့်ရမှာဆိုတော့ပြောချင်တာကကျွန်တော်တို့ကိုပြန်ကြည့်တဲ့အခါကျရင်ငါလို့လည်းမကြည့်ဘူးငါမျက်နှာငါနှာခေါင်းငါပါးစပ်ငါလက်ငါခြေငါကိုယ်ဆိုပြီးတော့မကြည့်ဒီခြေတွေလက်တွေခေါင်းတွေမျက်စိတွေမျက်လုံးတွေအကုန်လုံးကလူတွေနာမည်ပေးထားတာကြီးပဲဒါကိုပြည့်ညက်လို့ခေါ်တာကျွန်တော်တို့ကကိုပြန်ကြည့်တဲ့အခါအဲ့လိုတွေပြန်ကြည့်လို့မရဘူးပရမတ်ကိုရှုရတာပရမတ်ကိုရှုတော့ကျွန်တော်တို့ရဲ့ကိုပြန်ကြည့်တော့ကိုရဲ့ပရမတ်ကဘာလဲဆိုတော့ဒီကျွန်တော်တို့ခန္ဓာကိုယ်ကြီးရှိမယ်စိတ်ရှိမယ်ဒါဆိုရင်ခန္ဓာကိုယ်ကရုပ်စိတ်ကနံတရားတွေဆိုတော့ဒါပြည့်ညက်တွေမဟုတ်ဘူးဒါရုပ်နဲ့နံကိုပဲရှုတဲ့အတွက်ဒါပရမတ်ပဲဆိုတော့ဝိပဿနာကကျွန်တော်တို့ပရမတ်ကိုရှုရမှာပရမတ်ဆိုတာဥမာကျမ်းမြင်ပြောရရင်ကျွန်တော်တို့ရေခွက်လေး၃ခွက်ရှိတယ်ဒီမှာလေးကလိမ္မော်ရေဒီမှာကျတော့တမယာရေဒီမှာကျတော့ပန်းသီးဖြော်ရေပေါ့ဒီဟာ၃ခုလုံးကတစ်ခုချင်းစီကိုနာမည်ပေးထားတာဒါလိမ္မော်ဒါတမယာဒါပန်းသီးဆိုပြီးတော့နာမည်ပေးထားပါမယ်အဲ့ဒီအရေတွေကတကယ်သူတို့၃ခုလုံးနဲ့ဆိုင်တဲ့သူတို့ရဲ့အခြေခံကြောင်းကြပါလဲဆိုအရေသူတို့အရေပဲအရေဆိုရင်၃ခုလုံးခြုံကုန်မိသွားတယ်ကျွန်တော်တို့လည်းရုပ်လို့ခေါ်တာဒါရုပ်လို့ခေါ်နေတာဟုတ်ပထဝီတေဇောအာဘောဝါယောနဲ့လှုပ်ထားတဲ့ဟာမှန်တရားရုပ်ပဲအဲကြတော့ကျွန်တော်တို့ဒီပစ္စည်းတွေအကုန်လုံးကိုကျွန်တော်တို့ကနာမည်ကြီးလျှောက်ပေးထားတာဒါပေမဲ့အကုန်လုံးခြုံငုံပြီးပြောလို့ရတဲ့စကားလုံးကရုပ်တွေပဲဒါတွေကဆိုတော့လောကကြီးတစ်ခုလုံးကရုပ်တရားတွေနဲ့နံတရားနဲ့အဲ့နှစ်ခုပဲရှိတယ်တဘာဝတရားရဲ့လုံးဝအခြေခံအကျဆုံးဒီရုပ်နဲ့နံနှစ်ခုပဲရှိတယ်ဆိုတော့ကျွန်တော်တို့ကရုပ်နဲ့နံကိုရှုပြီးတော့မှကျွန်တော်တို့အဲ့ရကိုအမှန်မြင်နိုင်ပါပဲဆိုတော့ကိုပြန်ကြည့်တဲ့အခါကျတော့ကျွန်တော်တို့ပြန်ကြည့်ရရုပ်နဲ့နံကိုကျွန်တော်တို့ရှာမတွေ့သေးဘူးတက်စီခွဲပြီးတော့မမြင်တတ်သေးဘူးမရှုတတ်သေးဘူးဆိုရင်ကျွန်တော်တို့ဘယ်လိုရှာမလဲဆိုတော့ကျွန်တော်တို့ပြန်ကြည့်လိုက်တဲ့အခါမှာရုပ်နဲ့နံအဲ့ဒီရုပ်နဲ့နံအလုံးလုံးတဲ့နေရာတွေရှိတယ်သူတို့နှစ်ခုပေါင်းပြီးတော့လုံးလုံးတဲ့နေရာတွေရှိတယ်အဲ့ဒါဘာတွေလဲဆိုရင်ကျွန်တော်တို့မှာပါလာတဲ့ပစ္စည်းလေးတွေပြောရင်အန်တနာလေးတွေပဲအပြင်ကအရာကိုကျွန်တော်တို့ဆွဲယူလို့ရမယ်ကျွန်တော်တို့သိလို့ရမယ်အင်္ဂါ6ခုပါတယ်ဒါကမျက်စိရဲ့နားရဲ့နှာခေါင်းရဲ့ရှားရဲ့ကိုယ်ရဲ့စိတ်ဒီ6ခုကကျွန်တော်တို့စီမှာစိတ်တွေအဲ့6ခုကနေဖြစ်တာဆိုတော့ကျွန်တော်တို့အဲ့6ခုကိုကျွန်တော်တို့စောင့်ကြည့်ရမယ်ကျွန်တော်တို့မှာပါလာဥပမာပဲကျွန်တော်တို့ခန့်တစ်ခုမှမရှိသေးဘူးကျွန်တော်တို့ကလုံးဝ empty ပဲထားအောင်အဲ့ကနေပြီးတော့ကျွန်တော်တို့ဘာရလာလဲခန္ဓာကိုယ်ကြီးရလိုက်တဲ့ထားမျက်လုံးတွေနားတွေခေါင်းတွေဘာမပါသေးဘူးဆိုရင်အဲ့ခန္ဓာကိုယ်ကြီးအတုံးလိုက်ကြီးပဲပါတယ်ဆိုရင်ကျွန်တော်တို့အပြင်ကဟာကို absorb လုပ်ဖို့ဘာလုပ်လို့ရမလဲဆိုအထိအတွေ့နဲ့ပဲကျွန်တော်တို့သိနိုင်တယ်အပြင်ကလောကတွေကဟာတွေကိုကျွန်တော်တို့မျက်စိလည်းမပေါဘူးနားလည်းမပေါဘူးပါးစပ်လည်းမပေါဘူးဘာမှမပါသေးဘူးချောတော့ကြီးပေါ့ကိုယ်ခန္ဓာကြီးနဲ့စိတ်လေးနဲ့ပဲပါတယ်ဒါဆိုရင်ကျွန်တော်တို့အပြင်ကအရာကိုဘာနဲ့သိနိုင်လဲဆိုရင်လာထိပြီးသွားကင်ကြည့်ပြီးတော့မှသိလို့ရမှာကျွန်တော်မျက်လုံးလည်းမပေါဘူးနှာခေါင်းလည်းမပေါဘူးပါးစပ်လည်းမပေါဘူးဘာမှမပါသေးတဲ့အတွက်ခန္ဓာကိုယ်ကြီးပဲပါတော့
ထိတဲ့တိရဲ့စိတ်ပဲကျွန်တော်တို့မှာပေါ်နေမှာတကယ်လို့အဲ့မှာနောက်ထပ်မျက်လုံးလေးတစ်လုံးတက်ပေးလိုက်တယ်ခန္ဓာကိုယ်ရှိမယ်ဒါဆိုရင်ဘာပေါ်နိုင်မလဲအပြင်ဟာကိုကျွန်တော်တို့ဘာရနိုင်မလဲဆိုရင်ထိတာကိုသိလို့ရတာတခုရမယ်ခန္ဓာကိုယ်ရှိနေလို့ပြီးရင်မျက်လုံးလေးပါလိုက်တဲ့အတွက်မြင်ပြီးတော့သိလို့ရမယ်အပြင်ဟာတွေကိုမြင်သွားပြီဒါပေမဲ့ကျွန်တော်တို့နားမပါသေးတဲ့အတွက်အပြင်မှာလောကကြီးမှာအတန်ကြီးရှိရဆိုတာကိုကျွန်တော်တို့နားတာမပါခင်သိမှာမဟုတ်ဘူးလေဆိုတော့တကယ်လို့ဒီမျက်စိနားနာလျှက်ကိုယ်စိတ်တွေမဟုတ်ဘဲနဲ့တခြားအင်္ဂါလေးတစ်ခုခုပါနိုင်တယ်ဆိုရင်ကျွန်တော်တို့ဒီလောကထဲမှာရှိတဲ့တခြားတစ်ခုခုကိုကျွန်တော်တို့ absorb လုပ်လို့ရအောင်ပါလောကထဲမှာကျွန်တော်တို့ဒီအောင်မြင်လို့ရတာကြားလို့ရတာအနံ့လေးရတာလေးတွေထိလို့သိတဲ့အရာလေးတွေစိတ်ကူးလို့ရတဲ့အရာလေးတွေအဲ့ဒါတွေအပြင်ကိုကျွန်တော်တို့ကနောက်ထပ်ပစ္စည်းတစ်ခုပါခဲ့ရင်နောက်ထပ်သဘာဝတရားတစ်ခုကျွန်တော်တို့တွေ့အောင်ပါဒါပေမဲ့ကျွန်တော်တို့မှာဒါတွေပါတဲ့အတွက်လောကတွေကနေပြီးကျွန်တော်တို့ဒါတွေကိုပဲစုပ်ယူလို့ရမယ်မျက်လုံးကိုမြင်လို့ရမယ်ကြားလို့ရမယ်အနံ့ရမယ်ရတာရမယ်ထိတာကိုသိလို့ရမယ်စိတ်ကူးလို့ရမယ်အဲ့ဒါပဲလုပ်လို့ရတယ်ကျန်တာဘာမှလုပ်လို့မရဘူးကျွန်တော်တို့မျက်လုံးပါလာတယ်အဲ့မျက်လုံးလေးကကြည့်လို့ပဲရမယ်ကြည့်ပြီးတော့ကျွန်တော်တို့စိတ်ထဲမှာပြီးတော့ဝမ်းသာစရာလေးဆိုရင်ဝမ်းသာလိုက်တယ်စိတ်ညစ်စရာလေးကိုယ်နဲ့မတည့်တာဆိုဒေါသဖြစ်သွားတယ်လိုချင်စရာလေးတွေ့ရင်လောဘဖြစ်သွားတယ်ဒါမျက်လုံးကနေပြီးတော့မြင်ပြီးတော့မှထပ်ဖြစ်လာတဲ့ဟာတွေဆိုတော့အမှန်ကမြင်လိုက်တာလေးပဲရှိတယ်ဘာမှအဲ့ထပ်ပြီးတော့ဘူးလုပ်လို့မရအောင်ဒါပေမဲ့မြင်လိုက်လို့ပဲရတဲ့မျက်လုံးလေးကိုကျွန်တော်တို့အသုံးပြုရင်းနဲ့ကြာလာတဲ့ခါကျရင်ဒီအရာလေးကဒုက္ခထပ်ပေးတာဗျဒုက္ခထပ်ပေးပါမျက်လုံးကတော့ကန်းရင်ကန်းတယ်တက်ကြီးလာရင်ကျွန်တော်အာရုံတွေမကောင်းတော့မျက်လုံးတွေကိုက်မယ်ဘယ်အရာလေးပဲဖြစ်ဖြစ်ကျွန်တော်တို့မှာရှိနေတဲ့ရုပ်ပေါ်နာမ်ကိုနှစ်ခုလုံးကဒုက္ခပေးမဲ့အရာတွေကြီးပဲဗျအဲကြတော့ကျွန်တော်တို့ရင်မျက်စိနားနာရကိုယ်စိတ်ကနေပြီးတော့ရမယ့်အရာနဲ့ပြန်ခံရမှာနဲ့ကြတော့မတန်ဘူးဗျလုံးဝမတန်ဘူးအဲဆိုကျွန်တော်တို့မှာမျက်စိပါမြင်လို့ပဲရတယ်ကြားလို့ပဲရတယ်နားပါလို့ကြားလို့ပဲရမယ်နှာခေါင်းပါလို့အတန်နန့်လေးရမယ်ပါးစပ်ပါလို့စားလို့ရတာလေးရမယ်ဒါလေးပဲထိတာကိုသိလို့ရမယ်စိတ်ကူးလို့ရမယ်ဒါလေးပဲရှိတယ်ကျန်တာကျွန်တော်တို့ဘာမှလုပ်လို့ရသေးလို့လဲအဲ့ဒါတွေထပ်ပို့ပြီးတော့အဲ့ကြတော့ကိုယ်တွေလုပ်လို့ရမယ်ကိုစီမှာပါလာတဲ့ဒီမျက်စိနားနာလျှကိုစိတ်တွေကရမယ်ဟာကပြန်ခံရရင်မတန်ဘူးဗျဆိုတော့ကျွန်တော်တို့တရားကိုဘယ်လိုရှာမလဲဆိုတော့ဒီမျက်စိနားနာလျှကိုစိတ်ကနေပဲရှာဆိုတော့ကိုနာမည်မပေးနဲ့အောင်မပေးဘဲနဲ့ဟုတ်ပြီမျက်စိကနေပြီးတော့ကျွန်တော်တို့ပစ္စည်းလေးကျွန်တော်ပြောသလိုမျိုးကရိယာလေးတစ်ခုပဲမြင်လို့ရမယ့်ကရိယာလေးတစ်ခုပဲကြားလို့ရမယ့်ကရိယာလေးတစ်ခုပဲအဲ့ဒါလေးတွေကိုကျွန်တော်တို့ကမြင်တဲ့ဟာလေးတွေကိုမြင်ကျင်နေဆွဲလန်းနေတာဗျပြီးရင်ဒီဟာကပြီးရင်ကိုယ်ဒုက္ခပေးတဲ့ခါကျရင်ပျက်စီးအောင်ပါဆိုတော့ကျွန်တော်ဒီတခြားသူတွေတော့မသိဘူးဗျတွေးမိဘူးလားမသိဘူးကျွန်တော်တို့မှာပေါ်လာတဲ့စိတ်ကလေးတွေကဘယ်နားမှာပေါ်နေတာလဲဆိုတော့စောင့်ကြည့်ဘူးလားဗျကျွန်တော်ငယ်ငယ်လေးတုန်းကဆိုရင်ဘာလို့စောင့်ကြည့်လဲဆိုရင်ကျွန်တော်စိတ်ထဲမှာပြောနေစကားပြောနေတာအဲ့ဒါလေးကဘယ်နားမှာလဲဆိုတော့ကျွန်တော်မျက်စိပိတ်ပြီးရှာကြည့်ဘူးလေဒါမှမတွေ့ဘူးဆိုတော့ကျွန်တော်တို့မျက်စိနားနာလျှကိုစိတ်ဆိုတာဒါကျွန်တော်တို့ပဲကျွန်တော်တို့ကဒါတွေပဲရှိတော့ဘူးဆိုတော့အဲ့ဒါတွေကိုကျွန်တော်တို့ကလိုချင်နေသေးတာဗျမျက်လုံးကမြင်နေအောင်မြင်နေသေးတယ်မျက်လုံးကိုမှိတ်ထားတယ်2ရက်3ရက်လည်းမှိတ်ထားကြည့်မခံနိုင်မှာမဟုတ်ဘူးဖွင့်ကြမှာပဲအတင်းဘာလို့ဆိုမြင်ကျင်နေတယ်ကျွန်တော်တို့မြင်ကျင်နေတယ်တရားကြီးအတန်နားကိုပိတ်ထားကြားကျင်နေတယ်ဒါတွေကိုရကျင်နေတာဒီကရတဲ့အာယုံလေးတွေကိုအာယုံဒီကပေါ်လာတဲ့အာယုံလေးတွေဒီမျက်စိနားနာလျှကိုစိတ်ကနေပေါ်လာတဲ့အာယုံလေးတွေကိုစိတ်နဲ့တော်ပေးတွေ့လိုက်တာကိုကျွန်တော်တို့ကသဘောကျနေတာကြိုက်နေတာအဲ့ဒါလေးကိုပဲကိုလို့ထင်နေတာဆိုတော့ကိုပြန်ခံရတဲ့အခါကျရင်မလွယ်ဘူးဗျဒီဟာလေးတွေပျက်စီးသွားမယ်ဥပမာမျက်လုံးလေးပျက်စီးသွားတယ်ဘယ်တော့ခံစားရမလဲနားလေးပါမယ်နားကန်သွားတယ်တခုခုဖြစ်သွားတယ်ခံစားရမှာပဲဒါပေမဲ့ဒီဟာတွေကပြတ်မှာလေသိကြနေတာပဲနောက်ဆုံးကျန်တာမပြောနဲ့ကျွန်တော်တို့မှာဖုန်းတွေရှိတယ်ဗျဒီဖုန်းလေးတွေအခုဝယ်ထားတဲ့လူတိုင်းမှာဖုန်းလေးရှိတယ်အဲ့ဖုန်းလေးတွေကလူတိုင်းသိတယ်ဒါကိုကျွန်တော်တို့သေတဲ့အထိဒီတစ်လုံးလေးကိုသုံးလို့ရမှာမဟုတ်ဘူးပြတ်ကိုပြတ်မှာဒါပေမဲ့အဲ့ဖုန်းလေးပြတ်သွားတဲ့အခါပျောက်သွားတဲ့အခါကျရင်ဘယ်တော့ခံစားရလဲဘယ်တော့တော့ကဖြစ်ရလဲဒါသိနေတယ်နော်ကိုဒါပြတ်မှာဆိုတာလည်းသိနေတယ်တစ်ချိန်ချင်းဒါပေမဲ့တကယ်လေးပြတ်သွားတဲ့ခင်ဗျာကိုတော့ကရောက်ပါအောင်ဗျနှမျောတယ်ဝမ်းနေတယ်အဲ့လိုမျိုးတွေဖြစ်လာတယ်တကယ်လို့ကိုတိုင်ကြီးကိုငါလို့ခံယူထားတဲ့ဒီရုပ်နဲ့နံကြီးတာပျက်စီးသွားတဲ့အချိန်ကျရင်ကျွန်တော်တို့ဘယ်တော့မှခံစားရမလဲတွေးပြတ်ပါဗျဆိုတော့ကျွန်တော်ဒီမျက်စိကနေလိုချင်နေတယ်နားကနေလိုချင်နေတယ်နားကနေကြားတာလေးလိုချင်နေတယ်အာယုံလေးကိုလိုချင်နေတာဘာလို့လိုချင်နေရလဲဆိုရင်အမှန်မသိလို့ဗျအမှန်သိသွားရင်ဒီဟာတွေကိုလိုချင်နေတဲ့တဏှာလေးကယော့သွားမှာအဲ့တော့ကျွန်တော်တို့ကိုအမှန်မြင်အောင်ကြည့်ရမှာဘာလို့အမှန်မြင်အောင်ကြည့်ရမှာလဲဆိုရင်အမှန်သိသွားရင်ကျွန်တော်တို့တွေ့တာမှုတွေယော့သွားတယ်တွေ့တာမှုတွေယော့သွားရင်ဘာဖြစ်လာလဲဆိုတော့တွေ့တာမှုတွေယော့သွားတော့ကျွန်တော်တို့တဏှာနဲလာတယ်တဏှာနဲလာရင်ဒုက္ခတွေနဲလာတယ်ပဲဆိုတော့ကျွန်တော်တို့အမှန်သိအောင်လုပ်အောင်လေဗျကျွန်တော်တို့မှာရှိနေတဲ့ပစ္စည်းတွေရဲ့တကယ်သဘောတရားအမှန်ကိုကျွန်တော်သိအောင်လုပ်အောင်ကျွန်တော်တို့ကမျက်လုံးဖွင့်လိုက်တာနဲ့မြင်ဆိုငါမြင်တယ်ပဲထင်တာကြားတယ်ဆိုငါကြားတယ်ပဲထင်တာအဲ့ဒါလေးတွေကိုငါမပါဘဲနဲ့စောင့်ကြည့်တော့ကျွန်တော်ခဏပြောဥပါတယ်မျက်လုံးဆိုလည်းမြင်လို့ရမယ်အာယုံနဲ့တိုက်တဲ့အချိန်မှာမြင်သိစိတ်လေးပေါ်သွားတယ်ပေါ်ပြီးတော့ပြတ်သွားတာပဲကျွန်တော်တို့မှာရှိနေဒါလေးတွေအကုန်လုံးက sensation လေးတွေဥပမာနည်းနဲ့ပြောရရင်ကျွန်တော်တို့အိမ်တွေလမ်းမီးတွေမှာ
စင်ဆာလေးတွေနဲ့လေလူဖြတ်သွားရင်မီးလေးထလင်းတယ်ကြော်သွားရင်လူမရှိတော့ရင်ပြန်ပိတ်သွားတယ်ကျွန်တော်တို့မျက်စိနာနာကြကိုစိတ်ရတယ်အဲ့တိုင်းပဲဗျသူတို့ကြီးပဲအလုပ်လုပ်လို့မရဘူးသူတို့နဲ့ဆက်တဲ့အာယုံလိုသေးတော့မြင်စရာအာယုံကြားတဲ့အတန်အာယုံဒါတွေလိုသေးတော့ဒါတွေနဲ့ပေါင်းမှကျွန်တော်တို့စီမှာအဲ့စိတ်ကလေးဖြစ်တာအဲ့ sensation လေးနဲ့အရှိရလူတယောက်နဲ့သွားပြီးတော့အဲ့ sensation လေးတွတ်တိုက်တော့မှဒီမီးလေးလင်းသွားတာကြော်သွားတယ်အမီလေးပြတ်သွားတယ်အဲ့လိုပဲကျွန်တော်တို့စီမှာရှိနေမျက်စိနာနာလျာကိုစိတ်တွေအကုန်လုံးက sensation လေးတွေတက်ပဲမြင်အောင်မြင်လိုက်ပြီးမြင်တာပဲပြီးသွားပြီမြင်ပြတ်သွားပြီနားကြားပြီးသွားရင်ပြတ်သွားဒီလိုကျွန်တော်တို့စောင့်ကြည့်တဲ့အခါကျတော့တကယ်ကျွန်တော်တို့ရဲ့တကယ်တဘာဝအမှန်တရားကိုကျွန်တော်တို့ဖြည်းချင်းသိလာတယ်စဉ်းစားမိလာတယ်မြင်သွားတယ်ဖြည်းနဲ့မြင်လာတယ်ဒီဟာကိုလိုချင်တဲ့စိတ်တွေနဲလာတယ်မျက်စိဆိုမြင်ပြီးပြတ်သွားတာပဲရှိတယ်ဒီဟာကိုအမှန်သိလိုက်တဲ့အခါမှာဒါကြီးကိုလိုချင်တဲ့စိတ်လေးတွေလျော့သွားတယ်ဒီဟာကိုတွေ့တာနေတဲ့မောနေတဲ့စိတ်ကလေးတွေလျော့သွားတယ်ဆိုတော့စက်ကျင်ရင်လည်းဒီမက်စိတ်တွေနဲ့ပဲဖယ်လို့ရမှာဒီတဏှာကိုဒါလည်းပဲတတ်လို့ရမှာကျွန်တော်တို့ဖန်တီးနေတာအဓိကအဲ့တဏှာအဲ့တဏှာဘာလို့ကျွန်တော်တို့ဖန်တီးနေရဆိုအဝိဇ္ဇာဖြစ်နေလို့ကျွန်တော်တို့ကိုယ့်ကိုယ်ဘာကြီးမှမသိလို့ကျွန်တော်တို့ဒါတွေကိုဆွဲလန်းနေတာဆိုတော့ဒါတွေကိုရှုရင်နဲ့ရုပ်တွေနံတွေရဲ့သဘောတရားလေးတွေကိုအမှန်တိုင်းမြင်လာတယ်အမှန်တိုင်းမြင်လာလေကျွန်တော်တို့ဒါကိုလိုချင်တဲ့စိတ်တွေလျော့လာလေတဏှာလေးနဲလာလေပဲဆရာတော်ကြီးတွေပြောသလိုဆိုရင်ဒီဘက်လမ်းကနေဟိုဘက်လမ်းကိုသွားတဲ့အခါမှာလမ်းကြားလေးရှိမယ်အဲ့လမ်းကြားလေးကမှောင်နေတယ်ဗျမှောင်နေတဲ့အခါမှာလမ်းဘေးမှာတင်းငုတ်တူလေးတစ်ခုကရှိနေတယ်ဒါပေမဲ့အဲ့လူကလမ်းကြည့်လိုက်တဲ့အခါမှာအဲ့ဒါကိုတရေလို့ထင်တာနော်တကယ်ကတင်းငုတ်တူလေးအဲ့လမ်းကို तू မဖြတ်ရဲဘူးဘာလို့ဆိုတော့ तू သိနေတာဒါတရေလို့သိနေလို့တကယ်လို့နောက်ကြတော့လူတယောက်ကလာပြီးဒါတင်းငုတ်တူကြီးဘာမှမဟုတ်ဘူးဆိုဓမီနဲ့လှမ်းထိုးပြလိုက်တဲ့အခါမြင်သွားတဲ့အခါမှာစောနာကြောက်တဲ့စိတ်တွေလုံးဝမရှိတော့ဘူးဘာလို့ဆိုအမှန်မြင်သွားလို့ဗျဆိုတော့အဲ့လမ်းကိုအေးဆေး तू ရှောက်ရဲတယ်ဖြတ်ရဲသွားတယ်ရဲရင်သွားတယ်ဒါအမှန်မြင်သွားလို့ကျွန်တော်တို့တွေကိုအမှန်မြင်ဖို့လိုနေတာကျွန်တော်တို့ကိုလိန်ခံထားရတယ်လောကကြီးကတဘာဝကြီးကလိန်ခံထားရတာကျွန်တော်တို့ကိုယ်တိုင်လည်းတဘာဝကြီးဆိုတော့ကိုလိန်နေတာပဲဒီလိုမျိုးကျွန်တော်တို့ကိုအမှန်မသိသေးကကျွန်တော်တို့တွေဒုက္ခတွေမှာလည်နေအောင်ပါဗျတကယ်တန်ဖို့ကျွန်တော်တို့ရှာတွေ့မှာမဟုတ်ဘူးဗျလောကထဲမှာအခုလူတိုင်းကိုမေးကြည့်လိုက်တရားတန်ဖို့ရှိဆုံးလဲဆိုပတ်စံပြောရင်ပြောမှာရွှေလို့ပြောရင်စိန်လို့ပြောရင်ပြောမှာဘာလို့ဆိုဒီဆက်တန်ဖို့ရှိတဲ့ຢာတွေသူတို့မမြင်ဘူးလေသူတို့ဘယ်တွေ့မလို့သူတို့မတွေ့ဘူးအဲ့တော့ဒီရုပ်ဝတ္ထုပစ္စည်းတွေတဲမှာပဲလူတွေကမျောနေတာလုံးဝမေ့နေတာဆိုတော့ကျွန်တော်တို့ကအဲ့လိုလုပ်လို့မဖြစ်ဘူးကျွန်တော်တို့ရအောင်ရှာမယ်ကိုအကြောင်းကိုကျွန်တော်တို့သိအောင်လုပ်မယ်ဆိုတော့အားလုံးပဲကိုယ်မှာရှိနေတဲ့မျက်စိနားနာကိုစိတ်တွေကိုလူတိုင်းစောင့်ကြည့်ပြီးတော့အမှန်ကိုအမြန်ဆုံးသိနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အဲ့တော့ကျွန်တော်တို့အားလုံးဆက်ပြီးတော့ကြိုးစားကြမယ်ကျွန်တော်လည်းဆက်ပြီးလေ့လာနေမယ်ကျွန်တော်သိတာလေးလည်းကျွန်တော်ဒီလိုပဲပြောပြသွားပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်